1956 ခုနှစ်ကရန်ကုန်မြို့ရှိမှတရုတ်တင်းကြိုင်မှာဘသူမှမသိတဲ့အယိုးကျနေတဲ့ပိုင်ရှင်မဲ့အလောင်းတစ်လောင်းကနေအစပြုလို့တနိုင်ငံလုံးဟိုးလေးတကြော်ကြော်ဖြစ်စေခဲ့တဲ့လူတက်မှုတစ်ခုဖြစ်ပွားခဲ့မှုပါတယ်။အလောင်းစတွေ့စဉ်ကတေသူဘသူမှန်းတော့မသိရပဲလူပြောင်းမှုဖွင့်ထားတဲ့အမှုတွဲဖိုင်နေရှာရင်ရထားတဲ့အယိုးကောင်းနဲ့လူပြောင်းမှုမှာထည့်သွင်းထားတဲ့အချက်အလက်တွေကိုတိုက်စစ်ကြည့်ရမှတေသူဘသူဆိုတာကိုသိပြီးကျန်နေတဲ့အဝတ်အပိုင်းအစတွေကိုမိသားစုကိုပြကအတီးပြုချက်ရယူခဲ့ကြရပါတယ်။အသက်ခံရသူကတော့အဲ့ဒီခေတ်ကာလအချိန်ကမြန်မာပြည်မှာအကြော်ကြားဆုံးတရုတ်လူမျိုးစံစဘာကုန်တဲ့ကြီးဦးဘိုးလာရဲ့သားဖြစ်သူဆန်ဆက်တထေးသားမဟုတ်ကြိုင်မှာဦးဘိုးလာဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတွေလို့နာမည်ကျော်တဲ့ချင်းချောင်းချမ်မာဖီတို့နဲ့အတူခေတ်ပြိုင်တထေးကြီးတစ်ယောက်ဖြစ်ပြီးဦးဘိုးလာမိသားစုကလည်းအစိုးရပိုင်းကဝင်ကြီးချုပ်အထိပေါက်ပေါက်ရောက်ရောက်ရှိကြတဲ့သူတွေဖြစ်ပါတယ်။တိုက်ဆိုင်စာအဖြစ်တစ်ခုကလူတက်မှုဖြစ်ပွားခဲ့တဲ့အချိန်ကာလကဦးဘိုးလာကွယ်လွန်ပြီးနောက်သားသမီးတွေအမွေကိစ္စတရားရုံးမှာအပြန်အလှန်တရားစွဲငင်းခုန်နေကြတဲ့အချိန်မှာဒီတော့အားလုံးကအမွေကိစ္စကြောင့်တက်တယ်လို့ထင်နေကြတာပေါ့ဒီအမှုဟာ20ရာစုမှာဖြစ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့အမှုတွေထဲမှာအခင်းဖြစ်ချိန်မှာအပိသက်အမိန့်ချနိုင်ချိန်အထိ8နှစ်2လနဲ့73ရက်ကြာခဲ့တာကြောင့်စစ်စေးကာလအကြဆုံးအမှုဆက်ချိန်ချိုးခဲ့ခြင်းအမှုစစ်သမိုင်းမှာပထမဦးဆုံးအချိန်အနေနဲ့အမှုတမှုတွေကတရက်ခန့်နှစ်ဖွဲ့ကိုနှစ်ကြိမ်တိုင်ပြက်စစ်ပြီးနှစ်ကြိမ်တိုင်တရားစွဲခံခဲ့ရခြင်းစတဲ့အချက်တွေနဲ့စံချိန်ချိုးခဲ့သလိုအမှုကိုစစ်နေရင်တရားသူကြီးကိုယ်တိုင်ဆက်မစစ်တော့ပဲလက်မြောက်ထွက်ခွာသွားရခြင်းဒီအတွက်တရားသူကြီးပြောင်းစီရပါတယ်ပြင်ပဖိအားတွေကြောင့်အမှုစစ်ဆေးဆောင်ရွက်တဲ့စုံတောက်တွေတရားရုံးစည်းရေးတွေမြေပုံရေးဆွဲသူတွေအရေးယူခံရမှုအများဆုံးဖြစ်ခဲ့ခြင်းအမှုအပိသက်စီရင်ချက်မချသေးခင်တရားခံတချို့ကလွတ်မြောက်သူတွေဖြစ်ကုန်ကြပြီးအမှုရတက်တဲ့အနေနဲ့ဆက်အစ်စ်ခံရခြင်းအမှုတစ်ခုတည်းကိုဆယ်စုနှစ်တစ်ခုနီးပါးသတင်းစာတွေကနေတဆင့်တတိုင်းတစ်ပြည်လုံးစိတ်ဝင်တစားရှိခဲ့ကြရခြင်းအစရှိသဖြင့်ထူးခြားတဲ့အချင်းအရာတွေနဲ့လည်းပြည့်လို့နေပါတယ်ဒါအပြင်တရားခံတွေဟာတေချာပေါက်တေရန်တတကြုံပြစ်ဒဏ်ကြခံရမယ့်ပြစ်မှုမျိုးကိုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပေမဲ့ခေတ်ကာလဥပဒေအပြောင်းအလဲတွေကြောင့်လူငင်းချမ်းသာခွင့်တွေရခဲ့ပြီးထောင်အများဆုံး10နှစ်သာကြာခံခဲ့ရတဲ့အံ့ဩဖွယ်ရာကံကြမ္မာမျိုးလည်းရှိနေခဲ့ကြပြန်တယ်။သတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့နှုတ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။တရုတ်ပြည်မကြီးရဲ့အရှိတောင်ဘက်မှာတောင်တရုတ်ပင်လယ်ကိုမျက်နှာပြူထားတဲ့ဖူးချမ်းပြည်နယ်ဆိုတာရှိပါတယ်။ပိုကျော်အောင်ဆန်းနဲ့ရဲဘော်သုံးကျိတ်တို့ဂျပန်သွားချိန်တထောင်နာတဲ့အမ်မိုင်းဆိုတဲ့စိတ်ကိုင်းမျိုးဟာအဲ့ဒီပြည်နယ်ထဲမှာပါတာပေါ့ထူးဆန်းတာတစ်ခုကစစ်ကြုံခင်မြန်မာပြည်မှာကြီးပွားချမ်းသာခဲ့ကြတဲ့တရုတ်ကုန်သည်ကြီးတော်တော်များများဟာအဲ့ဒီနယ်သားတွေဖြစ်ကြပါတယ်အဲ့ဒီခေတ်ကာလကရန်ကုန်မြို့မှာနာမည်ကြီးတဲ့စဘာကုန်သည်ကြီးဦးဘိုးလာဆိုသူကလည်းဖူးချက်နဲ့ကြမ်းခောက်ရွာသားတဦးပါပဲအင်္ဂလိပ်လက်ထက်တလျှောက်စဘာနဲ့စီးပွားဖြစ်ခဲ့တဲ့တထေးကြီးတယောက်ပေါ့သူပိုင်တဲ့ဆန်ဆက်တွေစဘာကိုတောင်တွေဟာရန်ကုန်နဲ့ဒေဒီရဲ့ဖျာပုံကြားကတွန်တင်းမြစ်ဝဲရမှာလက်ညှိုးထုံးမလွဲလောက်အောင်ကိုရှိခဲ့မှုတယ်သူကတော့လာတာမျိုးနဲ့မောင်ခိုင်လန်းအိမ်အမက်20ခွန်မှာတုံးထက်တိုက်ကြီးနဲ့နေပါတယ်။ဦးဘိုးလာဟာချမ်းသာကြွယ်ဝတဲ့နေရာအထက်တန်းလွှာကိုပေါက်ပေါက်ရောက်ရောက်ရှိတဲ့နေရာအစိုးရအရာရှိတွေအတိုင်းအဝိုင်းအထိလူဝင်ဆန့်တဲ့နေရာမှာသတင်းကြီးတယ်လို့စနီးမယားများတဲ့သတင်းမှကြီးပါတယ်။တရားဝင်လူအများသိကြတာကတော့သူ့မှာအိမ်အောင်40ရှိခဲ့ဘူးတဲ့ပထမဇနီးကဒေါ်ငွေနူးလို့ခေါ်တဲ့ဒေဒီရဲမြို့သူဖြစ်ပြီးယောဂနဲ့ကွယ်လွန်သွားခဲ့တယ်။ဒေါ်ငွေနူးနဲ့သားသမီးမထွန်းကားခဲ့ပါဘူး။ဒုတိယဇနီးဒေါ်လာနဲ့တော့တားကြီးမဟုတ်ကျော်တားငယ်မဟုတ်ကြိုင်အငယ်ဆုံးသမီးမဆန်ရင်ဆိုပြီးတားသမီး3ယောက်ထွန်းကားတယ်။နောက်ဦးဘိုးလာရဲ့တတိယဇနီးနာမည်ကဒေါ်စွန်တီလို့ခေါ်တယ်။တားကြီးကိုချစ်တီနဲ့သမီးငယ်မရဂီဆိုပြီးတားသမီး2ယောက်ထွန်းကားခဲ့ပြီးဒေါ်စွန်တီကအစောကြီးခွေလွန်သွားတယ်။တနေ့ကမြောက်ဇနီးကတော့ဒေါ်နူးတဲ့ဒေါ်နုဟာဦးဘိုးလာနဲ့ပေါင်းတင်ပြီးခုံမှတ်ကြီးဆိုတဲ့တားတရအဖက်တင်ပါတယ်။ဦးဘိုးလာဟာသူ့မိသားစုအပေါ်စီမံခန့်ခွဲမှုကောင်းပြီးဩဇာညောင်းပုံနဲ့ရတယ်။သူတို့နေထိုင်မှုပုံစံကိုကြည့်လေမယားကြီးဒေါ်လာရောမယငယ်ဒေါ်နုရောသူတို့နဲ့ရတဲ့သားသမီးတွေရောအလုံးမောင်ခိုင်လန်းကအိမ်မှာတအိမ်နဲ့စုယုံပြီးနေကြတယ်။မောင်ခိုင်လန်းအိမ်မှာမနေတာဆိုလို့တားကြီးမဟုတ်ကြော်တယောက်ပဲရှိပါတယ်။သူကတော့အိမ်တော်ကြပြီးတဲ့နောက်သူ့အိမ်တောင်နဲ့အင်းရလန်းကအိမ်မှာအိမ်ခွဲနေတာပါ။တားငယ်မဟုတ်ဆိုင်ကတော့သူ့မိသားစုနဲ့အတူဦးဘိုးလာတိုက်အပေါ်ဆုံးထပ်မှနေတယ်။မဟုတ်ဆိုင်ဇနီးကဒလာကဦးစိုးတဲဆိုတဲ့သူရဲ့သမီးတဲ့မဟုတ်ကြိုင်ဒလာမှာရှိတဲ့သူ့ဥဖေဆန်ဆက်ကိုတွားလာရင်ညှိဆုံခဲ့ကြတာလို့ပြောကြတယ်အခုတော့သူတို့မှာကလေး2ယောက်တောင်ရှိနေခဲ့ပါပြီအလဲထက်မှာကတော့ဦးဘိုးလာနဲ့အတူစ
ဇနီးဒေါ်လာနဲ့ဒေါ်နုမိသားစုတို့နေတယ်။အောက်ဆုံးထပ်မှာတော့သမီးအပြိုကြီးမတ်ဆိုင်ရင်နေတယ်။ဒီလိုတအုပ်တမကြီးစုပြုံနေတာနဲ့ပတ်သက်ပြီးဘာပြဿနာမှမရှိခဲ့ဘူးလို့သိရတယ်။ဦးဘိုးလာဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းအဝါဝါကိုလုတ်ကင်ပေးဖို့အတွက်ဒေသရဲမြို့သားဦးပြောဆိုတဲ့သူကိုလူယုံကိုယ်စားလှယ်အဖြစ်ခန့်ထားတယ်။ဦးပြောဟာဒေသရဲကဦးဘိုးလာဆန်ဆက်တွေကိုနှစ်ရှည်လာများကိုယ်စားလှယ်အဖြစ်လက်တွဲလောက်ကရင်းကနေလူယုံကိုယ်စားလှယ်ဖြစ်လာတာဆိုတော့အတွင်းသည့်အစင်းသည့်လို့ဆိုရမှာပေါ့ပြီးတော့ဦးဘိုးလာပထမဇနီးထုံငွေနုရဲ့တူအရင်ခောက်ပါဆန်ဆက်လုပ်ငန်းအဝါဝါကိုလူယုံဦးပြောနဲ့တိုင်ပင်ပြီးတားဖြစ်သူမဟုတ်ကျော်နဲ့မဟုတ်ကြိုင်ကိုဆန်ဆက်လိုက်ကြီးကြပ်ဖို့တာဝန်ပေးထားပါတယ်မဟုတ်ကျော်တာဝန်ယူရတဲ့ဆန်ဆက်အများစုကအေယာဝတီတိုင်းဘက်မှာရှိပြီးမဟုတ်ကြိုင်ကန်ရတဲ့ဆက်တွေကရန်ကုန်ပတ်ဝန်းကျင်ဒလအန့်စီစိတ်ကြီးခဏောင်တို့တွန်တေးတဝိုက်မှာပါပဲဦးဘိုးလာတက်ရှိထင်ရှားရှိစဉ်ကတော့အားလုံးအေးအေးဆေးဆေးပါပဲဦးဘိုးလာတည်တဲ့အခါမှာပြဿနာတွေစလာတယ်1955ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာဦးဘိုးလာကွယ်လွန်တယ်အတူပါကိစ္စပြီးတာနဲ့တားဖြစ်သူမဟုတ်ကျော်ကတစခန်းထားတော့တာပါပဲဖခင်ကြံရတဲ့လုပ်ငန်းအဝါဝါနဲ့ပိုင်ဆိုင်မှုတွေကိုသူ့တရားဝင်လွှဲပေးရမယ်တဲ့သူကတားအကြီးဆုံးဖြစ်လို့သူရထိုက်တယ်လို့ဆိုပါတယ်ကျန်သားသမီးတွေကအဲ့ဒီတောင်းဆိုမှုကိုလုံးဝလက်မခံကြပါဘူးနိုင်ငံတော်ဝင်ကြီးချုပ်ဦးနှုတ်အထီတောင်တိုင်ကြတယ်ဝင်ကြီးချုပ်ဂျောင်းဝင်ဖြည့်ရှင်းပေးတာတော့ပြည်လည်မှုမရခဲ့ကြဘူးနောက်ဆုံးတစားထက်တစားပိုရှုပ်ထွေးတာပြီးတရားရုံးမှာတစ်ဖက်နဲ့တစ်ဖက်တရားစွဲဆိုကြတဲ့အဆင့်ထိရောက်သွားခဲ့ကြတယ်မဟုတ်ကြိုင်ကတရားလိုလုပ်ပြီးအမွေရလိုမှုအဖြစ်တရားစွဲတယ်ရှင်းနေအဖြစ်ဝစ်လုံဦးအေးမောင်နဲ့ဦးမော်ဆန်လိုင်းကိုငားတယ်တရားပြိုင်တွေဖြစ်ကြတဲ့သူ့အမေရင်ဒေါ်လာနဲ့ညီဖြစ်သူမဟုတ်ကြိုင်ကဝစ်လုံဦးပါဆွေကိုငားတယ်မဟုတ်ကျော်ကတရက်လိုလုပ်ပြီးအမွေရလိုမှုအဖြစ်တရားစွဲတယ်ရှင်းနေအဖြစ်ဝစ်လုံဦးအေးမောင်နဲ့ဦးမော်ဆန်လိုင်းကိုငားတယ်တရားပြိုင်တွေဖြစ်ကြတဲ့သူ့အမေအရင်ဒေါ်လာနဲ့ညီဖြစ်သူမဟုတ်ကြိုင်ကဝစ်လုံဦးပါဆွေကိုငားတယ်ဒေါ်နုနဲ့သားကွယ်လွန်သူတတိယဇနီးဒေါ်စွန်ဒီရဲ့သားသမီးတွေကတဖွဲ့အနေနဲ့ဝစ်လုံဦးရန်အောင်ကိုငားတယ်တရားရုံးမှာသုံးဝက်ဆိုင်အကျိတ်အိတ်နဲ့အပြိုင်ဆိုင်ဖြစ်ကြတော့တာပေါ့နောက်ပိုင်းမှာဒေါ်လာဘက်နေမဟုတ်ကြိုင်ကကိုယ်စလဲအဖြစ်ထုချေတယ်ဒေါ်နုတို့ဘက်ကဦးဘိုးလာရဲ့လူယုံဦးပြောကကိုယ်စလဲအဖြစ်တင်သွင်းထုချေတယ်ဒီအမွေမှုဟာလူတယောက်လုံးအသက်ခံရတဲ့အချိန်ထိရက်မသွားသေးပဲလူသက်မှုစစ်နေတော့မှလဲကောက်ရုံးမီလို့ထပြီးတစ်စခန်းထလာသေးတာနောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်အမွေတွေကိုမတ်မယ်ဆိုရင်လည်းမတ်เสียရပါဦးဘိုးလာပိုင်တဲ့ဆန်ဆက်အရေးအတွက်ရောဆက်အတွင်းပစ္စည်းတွေကရောနဲမှမနေတာပဲလေလောဘဖက်လာတဲ့အခါမှာဆွေမျိုးသားချင်းအလုံးဟာရန်သူတွေဖြစ်ကုန်ကြတော့တယ်တရားတစ်ပေါင်ဖြစ်နေတဲ့အချိန်မှာဦးဘိုးလာကြံရတဲ့လုပ်ငန်းတွေကိုမဟုတ်ကြော်မဟုတ်ကြိုင်ဦးပြောတော့ကအချိန်မပြတ်ဆက်ထိန်ထားကြပါတယ်အဲ့ဒီမှာမဟုတ်ကြိုင်ကထပြီးဖောက်တော့တာပါပဲသူဟာဦးဘိုးလာရှိစဉ်ကလေးကတလားကိုထောက်ပံ့ကြေး900ရတယ်လို့ဆိုတယ်အခုဦးဘိုးလာမရှိတော့1000ပေးဖို့တူပြီးတောင်းပါတယ်အခုလို့သူအကြံသမားမဟုတ်ကြော်ကလည်းတောင်းတဲ့ထောက်ပံ့ကြေး1000ပေးတဲ့အပြင်သူနဲ့တရားပြိုင်ဖြစ်နေတဲ့မင်းခင်ကြီးဒေါ်လာကိုပါတာဝန်ယူပါမယ်ဆိုပြီးသူနေတဲ့အင်းရလန်းကအိမ်ကိုခေါ်ထားလိုက်တယ်သူတရားပြိုင်နေဘဝကနေသူ့ပတ်သားတွေဖြစ်ကုန်ကြတော့တာပေါ့ဒီတော့ဒေါ်လာမဟုတ်ကြော်မဟုတ်ကြိုင်လို့သားအမိတွေကတစ်ဖက်ဇာသားသမီးတွေကတစ်ဖက်ဖြစ်ကုန်ကြတယ်ခွဲချက်စိတ်ဖြာလို့မရလောက်အောင်ကိုလောဘအရှိန်တွေတက်နေကြတာမို့အမှုဟာတရားရုံးမှာဇမျောကြီးဖြစ်လို့နေခဲ့ပါတယ်ဘယ်အချိန်ပြန်အသက်ဝင်လာလဲလို့မင်းလူသက်မှုဖြစ်သွားတဲ့အချိန်မှာဒီအမွေကိစ္စတွေဟာစိတ်ဝင်စားစရာပြန်အသက်ဝင်လာပြီးဒီကိစ္စကိုသိကျင်လို့သတင်းစာတွေကနေတဆင့်မြန်မာတိုင်းနိုင်ငံလုံးလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ကြရပါတယ်။မဟုတ်ကြိုင်ပျောက်သွားတဲ့ဖြစ်စဉ်ကိုပြောပြပါမယ်။1956ခုနှစ်ဒီဇင်ဘာလ23ရက်နေ့လယ်2နာရီအချိန်မဟုတ်ကြိုင်တို့မိသားစုဝင်တွေအားလုံးဒရိုင်ဘာစောပီတာမောင်းတဲ့အိုဘယ်ကားဝတ်တက်ပြီးနောက်ရုပ်ရှင်ရုံတွေဘက်ကိုမောင်းခိုင်းလိုက်တယ်။ဘာကားကြည့်မယ်ရဲ့လို့တော့ကြိုပြီးစီစဉ်ထားတာမျိုးမရှိပါဘူး။ရုံတင်ကားဆိုင်ဖို့တွေပတ်ကြည့်ကြရင်နောက်ဆုံးကာဆိုရာရော်စီယုံကကလာကဝင်ကြီးကြပါတယ်။စားပြချိန်က3နာရီခွဲပြီးမှ6နာရီလောက်ဆိုတော့စောပီတာကို9နာရီခွဲလောက်ရုပ်ရှင်ရုံရှိလာစောင့်နေဖို့အတွက်ပြောလိုက်တယ်။တစ်ချက်5ပြားတန်းကလူကြီးလက်မှတ်3ဆောင်ဝယ်ဖို့မဟုတ်ကြိုင်ကငွေထုတ်ပေးလိုက်ပြီးကိုဝင်းလာကသွားဝယ်ပါတယ်။ရုပ်ရှင်ပြမယ်အချိန်စောနေသေးလို့ရွှေပမာဆိုင်မှာလက်ဖက်ရည်ထိုင်တောက်သေးတယ်။ရုပ်ရှင်ပြီးလို့ရုံကထွက်တော့မဟုတ်ကြိုင်ကစောပီတာကိုရွှေတောင်တန်းလန်းကိုမောင်းခိုင်းပြီးအဲ့ဒီမှာမုံဟင်းကားစားကြပါတယ်။9နာရီအချိန်လောက်မှာတော့ပန်းဆိုးရန်ကရေဝင်ရုံးပန်းကြံကိုလင်းငင်းခံမှုရောက်လာခဲ့ကြတယ်။စောပီတာကိုကားပတ်ကင်ထိုးထားပြီးထမင်းသွားစားဖို့ပြီးမှပြန်လာဖို့ပြောလိုက်တယ်။အဲ့ဒီနောက်စောပီတာဟာကားထားခဲ့ပြီးထမင်းစားပြန်ပါတယ်။သူ့အိမ်ကလည်းဘားလန်းမှာတင်ဆိုတော့ပန်းဆိုးရန်နဲ့ဘားလန်းကတိတ်မဝေးပါဘူး။မဟုတ်ကြိုင်တဲ့မိသားစုကတော့
ကိုဝင်းလာနဲ့စကားပြောဆိုပြီးကြံခဲ့ကြတယ်။အဲ့ဒီအချိန်ထိစောပီတာကိုရောတထင်းမိသားစုကိုပါတစုံတစ်ယောက်ကမျက်စိတောက်တောက်စောင့်ကြည့်နေတယ်ဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။အဲ့ဒီအခါကရန်ကုန်မြို့နေလူချမ်းသာတွေရဲ့ lifestyle ကအားလက်တဲ့အချိန်ရုပ်ရှင်ကြည့်မယ်။ဒါမှမဟုတ်ကလားစာတရုပ်စာစားမယ်။ပြီးတော့ကမ်းနားမှာမိသားစုလိုက်လင်းငင်းခံကြမယ်ဆိုတာမျိုးပါ။အဲ့ဒီအချိန်တုန်းကဆိုရင်ပတ်စရန်ကမ်းနားကရန်ကုန်မြို့ရဲ့လေကိုတိုက်ရိုက်ထိတွေ့နိုင်တဲ့ရေဝင်ရုံးပန်းချံမှာတထင်းမိသားစုတွေရဲ့ကားတွေပိတ်ကျက်နေတာပဲ။ရေဝင်ရုံးပန်းချံကိုနောက်ပိုင်းညနန္ဒာပန်းချံသို့မဟုတ်နန်းတီတာပန်းချံလို့အမည်ပြောင်းခေါ်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာမြက်ခင်းကောင်းပြီးကားရပ်ဖို့ပါကင်ရှိသလိုတင်းနဲ့ကွင်းတွေလည်းရှိတာကြောင့်ညပိုင်းဆိုတော်တော်စီကားတဲ့နေရာပါလူဆုံတော့စံရည်လဲမြေပဲပြုတ်နေကြကွာစီရောင်းတဲ့သူတွေအဆရှိသဖြင့်ဈေးတဲ့အဆုံးရှိပါတယ်ဒီနေရာကိုမဟုတ်ကြိုင်တို့မိသားစုအလက်တက်နေညတိုင်းလာပြီးအပန်းဖြေလေးရှိကြတယ်ဒီနေရာကိုရောက်ရင်ကလေးတွေကမြက်ခင်းမှာကစားကြမိခင်မတ်အမာကတခုခုစားစောပီတာနဲ့မဟုတ်ကြိုင်ကရှင်းတဲ့လမ်းမှာကားမောင်းတင်ပြီးည8 နာရီခွဲလောက်ဆိုပြန်ကြတယ်ပြန်ကြရင်စောပီတာဟာမဟုတ်ကြိုင်တို့မိသားစုကိုမောင်ခိုင်လိုင်းပို့ပြီးစောပီတာဟာကားကိုပန်းဆိုးတဲ့ချာတာဖန်ပါကင်မှာတိမ်းပါတယ်အဲ့ဒီကားပါကင်က9 နာရီနောက်ဆုံးထားပြီးပိတ်တယ်အဲ့ဒီထက်နောက်ကျရင်လက်မခံဘူးစောပီတာဟာတခါမှနောက်မကျခဲ့ပါဘူးအချိန်မီအနိုင်ခဲ့တာကြီးပါပဲည8 နာရီအချိန်မှာကိုဝင်းကကြံရင်လဲရှင်မှာရက်နေတော့ပန်းဆိုးရန်ဘက်ကနေစောပီတာလမ်းလျှောက်ဝင်လာတာကိုတွေ့လိုက်ရတယ်ကြံရင်လဲနားရောက်မှာကိုဝင်းက waiting for you လို့ပြောလိုက်ပါတယ်စောပီတာကလည်းပြန်ပြီး Happy Christmas to you လို့ပြန်ပြောတယ်။အဲ့ဒီအချိန်ကာလက Christmas အခါတော်နီးလို့အဲ့ဒါတွေပြောတာမဆန်းပါဘူး။ဒီစကားတွေဟာနောက်တစ်ချိန်တရားခွင်မှာအလွန်ကိုအရေးကြီးတဲ့စကားတွေဖြစ်လာခဲ့မယ်ဆိုတာကိုတော့အဲ့ဒီအချိန်ကပြောခဲ့ကြတဲ့လူတွေကိုယ်တိုင်လုံးလုံးထင်ထားပုံမရခဲ့ကြပါ။အဲ့ဒီအချိန်မှာပဲမြမအတန်ကည8 နာရီသတင်းစပြီးကြော်ညာတန်ကိုခက်လန်လန်ရေဒီယိုကနေတဆင့်ကိုဝင်းကခက်တက်တက်ကြားလိုက်ရပါတယ်။ည8 နာရီထိုးနောက်ပိုင်းမှာတော့ဒင်းချင်းခံကားတွေအရှုပ်ရှုပ်ပြန်ကုန်ကြတယ်။အဲ့ဒီအချိန်မှာစောပီတာကသူ့တထေးကိုဒီနေ့လမ်းပေါ်မှာကားရှင်းတယ်။ကားကွေတာကိုအချိန်ရရင်တပတ်လောက်မောင်းပြီးတင်လိုက်ကြရအောင်လို့ပြောပါတယ်။တထေးမောင်ဟုတ်ကြိုင်ကလည်းကောင်းသားပဲလို့ပြန်ပြောတယ်။သူကားမောင်းတင်နေချိန်မှာဇနီးနဲ့ကလေးတွေအနားမှာအဖော်အဖြစ်နေပေးဖို့ကိုဝင်းလာကိုမှာခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မဟုတ်ကြိုင်ကစောပီတာမောင်းတဲ့ကားကိုစီးပြီးဘူအောင်ကျော်လမ်းဘက်ကိုဦးတီထွက်ခါသွားပါတယ်။ဒါကမဟုတ်ကြိုင်ကိုသူ့မိသားစုအသက်ရှင်လျက်နောက်ဆုံးတွေ့လိုက်ရတာပါပဲထွက်သွားချိန်ကိုခန့်မှန်းရတာက8 နာရီထိုးပြီး3 မိနစ်4 မိနစ်စိုးစိုးအချိန်မှာပဲဒါကအခင်းစဖြစ်ချိန်0 ဟာဝါဖြစ်လာကြောင်းအမှုတစ်ခုလုံးလိပ်ပတ်လည်အောင်စစ်ဆေးပြီးတဲ့အခါတေသူအသက်ထွက်ချိန်ဟာ8 နာရီစိုးစိုးအချိန်မှာပဲဖြစ်နေခဲ့တာကိုထူးဆန်းစွာတေးကြရပါတယ်အပိုင်း20ပါအောင်မယ်နောက်ဗီဒီယိုတွေမှာကြည့်ဆုံကြပါမယ်